မြန်မာကျေးလက်ဒေတာရဲ့ညာချမ်းအချိန်ကာလတွေဟာတိတ်ဆိတ်လွန်းလာပါတယ်။ဝါကောင်လာပြည့်ကျော်ညချက်တမှုမိုးသားတင်လိတ်တွေကြားမှာလမင်းကတစ်ချက်ပဲပေါ်လာတတ်ပြီးပတ်ဝန်းကျင်တစ်ခုလုံးကမောင်မောင်မဲထင်နေပါတယ်။ဒီလိုညမျိုးမှာညောင်ပင်သားရွာကလေးရဲ့အဝင်ဝါးမှာရှိတဲ့သူ့ထန်ဟောင်ကြီးနားလာနေဖြတ်သွားဖို့ဆိုတာဘယ်သူမှတတိမရှိကြပါဘူး။ဒါပေမဲ့ဒီညမှာတော့ထူးဆန်းတဲ့အထန်တစ်ခုကသူ့ထန်ဘက်ကနေထွက်ပေါ်နေပါတယ်။ကျွီးဆိုတဲ့တစ်သားလဲပြီးလေပတ်တန်တဲ့အတူတောက်ဆိုတဲ့နွားခွာတန်တွေကပတ်ဝန်းကျင်ရဲ့တစ်ဆိတ်မှုကိုဖြိုခွင်းနေပါတယ်။အဲ့ဒီလဲပေါ်မှာတော့လူတယောက်ရဲ့ပုံရိပ်ကိုဝါသားသားမြင်နေရပြီးလဲနောက်ခန်းထဲမှာတော့အသားတုံးကြီးတယ်လို့ထင်ရတဲ့အရာဝတ္ထုတွေပြည့်နှံ့နေပါတယ်။ရွာထဲကလူငယ်အချို့ဟာထူးဆန်းတဲ့အသံကြောင့်ချောင်းကြီးမိရာကနေအသားတယ်လဲကြီးကိုမြင်လိုက်ရတာပါ။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီလဲဟာလမ်းအတိုင်းမသွားပဲသူ့တန်တဲ့ကအုတ်ကူဟောင်းတွေကြားတဲ့ကိုအသားအရာတိုးဝင်းပြောက်ကွယ်သွားတာဖြစ်ပါတယ်။မနဲ့လင်းတဲ့အခါမှာတော့ရွာထဲကနွားတကောင်ဟာဝမ်းပိုက်ပွင့်လျက်သားနဲ့သေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ဒါဟာပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ပြီးခဲ့တဲ့3ညဆက်တိုက်ရွာထဲကကျွဲနွားတွေဟာဒီလိုပဲအသားတွေအဖြတ်ခံရပြီးသေဆုံးနေခဲ့တာပါ။ရွာသားတွေအကြောက်အလန့်ထင်းနေကြချိန်မှာတော့ဖျားလေကလေးကိုကြောပိုးပြီးတောင်ဝီးတစ်ချောင်းကိုအဖြူရင်းရွာထဲကိုလူတယောက်ဝင်လာပါတယ်။သူကတော့နာမည်ကျော်အနှိမ့်နှင်းသူဘိုးညံပါတယ်။ဘိုးညံဟာရွာလေစက်မှာခဏနားရင်ရွာသားတွေပြောပြတဲ့အသားတယ်လဲအကြောင်းကိုနားထောင်နေပါတယ်။သူကဘာမှဝင်မပြောပဲမှတ်မှန်ကြုတ်ကစဉ်းစားနေပြီးခေါင်းကိုတဆက်ဆက်ငိတ်နေပါတယ်။ဒါဟာတာမန်တရေမျိုးမဟုတ်ဘူး။အသားစိမ်း9စိမ်းကိုကြိုက်တဲ့ကာဝီလဲဖြစ်လိမ့်မယ်လို့ဘိုးညံကမိန့်ခွန်းချွေလိုက်ပါတယ်။ညရောက်တဲ့အခါမှာတော့ဘိုးညံဟာသူ့တန်ဟောင်းကြီးရဲ့အဝင်ဝါမှာရှိတဲ့ညောင်ပင်ကြီးရောက်မှတယောက်ထဲထိုင်ဆောင်နေပါတယ်။သူ့လက်ထဲမှာတော့ရှေးဟောင်းပရပိုက်ဖူတစ်ဆောင်နဲ့အစီရင်လှုပ်ထားတဲ့ကျင်လုံးတစ်ချောင်းရှိနေပါတယ်။လေပြင်းတွေကရုတ်တရက်တိုက်ခတ်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးအေးစိမ်သွားပါတယ်။အဝေးကနေကျွီးဆိုတဲ့လဲတိုင်ကြီးပြန်ထွန်းပေါ်လာပါပြီ။လဲကြီးဟာပိုးညံရှီယာဘက်ကိုဖြည်းဖြည်းချင်းနှိကပ်လာပါတယ်။လဲမောင်းတဲ့သူဟာခေါင်းပေါင်းအနက်ကြီးကိုပေါင်းထားပြီးမျက်နှာကိုမမြင်ရပါဘူး။လဲပေါ်မှာတော့လက်ဆက်ဖြတ်တောက်ထားတဲ့ကျွဲနွားအသားတွေဟာသွေးတွေရွှဲနေပါတယ်။ဘိုးညံကလမ်းအလဲမှာမတ်တရက်ပြီးလဲကိုတားလိုက်ပါတယ်။ဟေးအမောင်သားမင်းရဲ့လုပ်ရက်တွေကလွန်လာပြီ။ရွာကတေးတိဆန်တွေကိုတတ်ဖက်ပြီးမင်းရဲ့ကဝေအတက်ကိုမေးမြူနေတာဒီညမှာအဆုံးတရမယ်လို့ဘိုးညံကဟင်းဟောက်လိုက်ပါတယ်။လဲမောင်းသူဟာရုတ်တရက်ရဲမောလိုက်ပါတယ်။အဲ့ဒီရဲတန်ဟာလူတန်လည်းမတူပဲအိုးချမ်းပဲတိုက်စားတန်လို့နားမခံတအောင်ဆူချလာပါတယ်။ဖဲဆန်းဖို့တော့ငါလန်းကိုလာမပိန်နဲ့မဟုတ်ရင်မင်းရဲ့အသားကိုပါငါလဲပေါ်တင်သွားရလိုက်မယ်လို့ပြန်ပြောလိုက်ပါတယ်။ပြောဆိုးနဲ့လဲမောင်းသူဟာသူ့ရဲ့ရှေ့လျားလာတဲ့လက်သေးကြီးတွေနဲ့ဘိုးညံကိုလမ်းတိုက်ခိုက်ပါတယ်။ဘိုးညံကတတိထားကြီးနောက်ကိုဆုပ်လိုက်ကလက်သေးကအစီရင်လုံးထားတဲ့ကျင်လုံးနဲ့လဲပြီးကိုတစ်ချက်ရိုက်လိုက်ပါတယ်။ဖြန်းဆိုတဲ့အထမ်းနဲ့အတူလဲကြီးဟာမိပွင့်ထွက်သွားပြီးရပ်တန့်သွားပါတယ်။လဲပေါ်ကအသားတွေဟာလည်းရုတ်တရက်စိုးစိုးအဖြစ်မွေးတွေကင်းချေများတွေအဖြစ်ပြောင်းလဲသွားပြီးဘိုးညံစီကိုပြေးဝင်လာပါတယ်။ဘိုးညံကမတုံးလို့ပဲပေါက်ဆက်ထားနေခါထားတော်တွေကိုရွတ်ဆိုညင်းလက်ထဲကတဲပန်းကန်ထဲကတဲတွေကိုကျဲပတ်လိုက်ပါတယ်။အဲ့ဒီတဲတွေဟာမီးလန်တွေအလားတောင်လောင်ပြီးတရေလဲကြီးကိုဝိုင်းပတ်သွားပါတယ်။လဲမောင်းသူဟာအပူရှင်ကြောင့်လူးလိမ့်နေပြီးသူ့ရဲ့တကယ်ရုပ်ထွင်းထိတဲ့ကိုလုံးဒီကာဝေအိုကြီးအဖြစ်ပြောင်းလဲသွားပါတယ်။တောင်းပန်ပါတယ်ဘိုးညံကျွန်တော်မျိုးမားပါပြီကျွန်တော်တို့မဖြတ်စည်းပါနဲ့တော့လို့ကာဝေကြီးကအော်ဟစ်တောင်းပန်ပါတယ်။ဘိုးညံကမင်းဟာလောဘဇောနဲ့အသက်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့တယ်။ဒါကြောင့်မင်းရဲ့အသက်ပညာတွေကိုနာရုပ်သိမ့်မယ်ပြီးတော့မင်းဒီအရက်ကနေအပီပိုင်ထွက်သွားရမယ်လို့အမိန်ပေးလိုက်ပါတယ်။ဘိုးညံကပရပိုက်ပေါ်မှာအိမ်ခွဲတစ်ခုကိုရွက်ဆွဲပြီးကာဝေကြီးရဲ့နဖူးကိုထိလိုက်တဲ့အခါမှာတော့ကာဝေကြီးဟာမိခွင်းငွေတွေအဖြစ်ပြောင်းလဲသွားပြီးလွင်စင်ပြောက်ကွယ်သွားပါတော့တယ်။မနက်လင်းတဲ့အခါမှာတော့သူ့ထန်ဝါမှာပါလဲတန်မှာမကြားရတော့သလိုရွာထဲဟာတီရီဆန်တွေလည်းဘေးကင်းသွားကြပါတယ်။ဘိုးညံကတော့သူ့ရဲ့ဖျားလေးကလေးကိုပခုံးထန်ပြီးနောက်ထပ်ဒုက္ခရောက်နေတဲ့ရွာစီကိုအေးလူပဲခရီးဆက်သွားပါတော့တယ်။